အားလုံးပဲမင်္ဂလာပါပေါ့နော်။ဒါကတော့ယေရှုရဲ့ပေါ်တက်ကလေးဖြစ်ပါတယ်။ဟုတ်ပြီမှာပေါ့အပေါ်တက်ကလေးပဲဖြစ်ပါတယ်။ယေရှုကအခုတလားအောက်ထပ်ပဲအိမ်မယ်ဆိုပြီးအပေါ်ကပြောင်းမယ်မပြောင်းဖြစ်တာပေါ့နော်။အဲ့ဒါမို့ဘယ်လိုပြောရမလဲပေါ့နော်။အောက်ထပ်ကနေကနေစနေဒါပေမဲ့ကြောင်နေနဲ့မနာလို့အပေါ်တက်ကိုပြောင်းခဲ့ရပါအပေါ်တော့ကိုပြောင်းမယ်နဲ့လုံးဝမပြောင်းဖြစ်ပါဘူးအဲ့ဒါနဲ့အခုတော့ပြောင်းတော့ပါတယ်ညီစုရဲ့မေကြီးอ่ะပေါ့နော်မီတီလေးဝယ်ပေးထားပါတယ်ဒါကတော့ကျမတို့ရဲ့အိမ်အတွက်ဒါကတော့ကျမအတွက်ဒီကလေးနဲ့ဟုတ်မှာပါအဲ့ဒါဝယ်ပေးထားပါတယ်ဒီအပေါ်မှာချင်းတော့ကြိုက်ပါတယ်အဲ့ဒါလေးပြလာပါရှင်နေဆိုအပေါ်တည်းရောက်သွားပြီလို့ဟိုနေဆိုအဲ့ရတင်မှာဖြစ်တဲ့အတွက်ခဏလေးဆောင်ပေးချက်ပါအောင်